ပွင့်လင်းလင်းပြောကြစို့ဗျာအကယ်၍သင်ဟာတင့်လုပ်ငန်းရဲ့လုပ်ငန်းစဉ်တွေကိုလုံရောက်လေပတ်ဖို့ automation စနစ်တွေဒီစောင့်နေတယ်ဆိုရင်ဒီနေ့မဟုတ်ဒီနေ့နိုင်ရန်တစ်ခုကိုသွားတက်ပြီးပါလိမ့်မယ်။ဘာနိုင်ရန်လဲဆိုတော့ Zavria လို့မဟုတ် Meet လို့ platform တွေအလုပ်တွေကိုလွယ်လွယ်ကူကူချိတ်ဆက်ရင်းနဲ့လာကုန်တဲ့အခါကြာသိငွေဘေကကားစည်းစာလောက်ဖြစ်နေတဲ့ပြဿနာပဲ။ဒါကြောင့်ဒီနေ့မှာတော့ professional တွေနဲ့လုပ်ငန်းရှင်ကြီးတွေဘာကြောင့် animation ပတ်ရောက်ကုန်ကြတယ်လဲဆိုတာပြောပြပြီးတော့ပါမယ်။အဖြေကတော့ရိုးရိုးလေးပါပဲ။ဈေးစကားသက်သာမှုနဲ့ကို data ကိုကိုယ်တိုင်စိတ်ကြိုက်ထိန်းချုပ်နိုင်မှုကြောင့်ဖြစ်ပါတယ်။ကုန်ကျစရိတ်ကြီးမားတဲ့ platform တွေရဲ့ရှိဝတ်ချက်ကအလုပ်တစ်ခုချင်းစီရဲ့ထောင်ချောက်ပါZavria လိုနေရာမျိုးမှာအဆင့်တစ်ခုချင်းစီထိုးသွားတိုင်းပတ်စံပို့ပေးရတယ်။ data လေးတစ်ချက်စစ်တာ filter လေးတစ်ခုခန့်တာပုံစံပြောင်းတာကအစ task တစ်ခုအနေနဲ့ပတ်စံဖြစ်ပါတယ်။ဥပမာတင်မှာ workflow အဆင့်20ရှိတဲ့ automation တစ်ခုရှိတယ်။အဲ့ဒါကိုတစ်လအတွင်းအကြိမ်1000အလုပ်လုပ်ခိုင်းရင်တင်ဟာ task ပေါင်း2000အတွက်ပတ်စံပေးရမှာပါ။ဒါပေမဲ့ animation ကတော့အဲ့ဒီလိုမဟုတ်ပါဘူး။သူရဲ့ execution based model ကိုသုံးပါတယ်။ဆိုတာက workflow တစ်ခုစကြရအဆုံးတဲ့အထိအဆင့်20ပဲရှိရှိအဆင့်20ပဲရှိရှိတစ်ခါပတ် run ပြင်လိုက်ရင်ဒီချိန်ပဲတွက်ပါတယ်။ဒါဟာလုပ်ငန်းကြီးထွားလာတဲ့အခါကုန်ကျစရိတ်ဘယ်လောက်ခွာခြားသွားမလဲဆိုတာနိုင်ရှိကြည့်အောင်ကျွန်တော်ဒီ platform comparison table လေးကြည့်ပြီးဘယ်ရာကလူကြီးမင်းတို့အသင့်တော်ဆုံးဖြစ်မယ်။နိုင်ရှင်းကြည့်အောင်ကျွန်တော် table ပါ။ငွေကောက်ခံပုံဒီလိုမျိုး comparison လုပ်ကြည့်မယ်။ငွေကောက်ခံပုံမှာ Zavria မှာသူကပါ task ပုံတိုင်းတက်ပေးရတယ်။ make မှာじゃပါ operation စင်တိုင်းတက်ပေးရတယ်။ animation ကတော့ ပါ execution ဆိုတော့တစ်ပတ်စာလုံးတစ်ချိန်ပဲပေးရတယ် the cost to scale လုပ်ငန်းကြီးလိုက်လို့ဖြစ်မယ်ကျွန်တော်နိုင်ရှင်းထားကြည့်အောင်လုပ်ငန်းကြီးလိုက်ရင် Zavria မှာရန်စီကြီးတယ်မိကတော့အလယ်လက်စီလုံး animation ကတော့လုံးဝညီပါလက်ကပဲဆောက်ပါဖို့ပဲကြောက်တယ်ဗျာနောက် data control data ထိန်းချုပ်မှုအပိုင်းမှာလည်း Zavria cloud ပေါ်မှာပဲ run လုပ်ရတယ်သူတို့ရဲ့ server သုံးရတယ်မိတ်ကလည်းအတူတူပဲ cloud ပေါ်မှာပဲသူတို့ server သုံးပြီး run လုပ်ရတယ်ကဲ animation မှာじゃ 100% ကို server ပေါ်မှာကိုယ်ပိုင် server မှာ run ထားပြရတယ်တော့ဗျာကိုယ်စားပါကို run ထားတဲ့အတွက် data ထိန်းချုပ်ပါကိုယ်တိုင်းတက်သွားတယ်တပ်ပါရဲ့ထိန်းချုပ်ရှိတော့ secure ဘိုင်းရတယ်ပို့ကောင်းပါတယ်နောက်ပြီးတော့ app integration ပေါ့နော်အဲ integration မှာကျတော့ Zavria နဲ့ Make က Zavria 9000ကျော် Make က2000ကျော်ရှိတယ် animation မှာက400ကျော်ပဲရှိတယ်ဒါပေမဲ့customize လုပ်ပြီးတော့ကိုယ့်အလို note တွေ create လုပ်လို့ရတယ်။နောက်နည်းပညာကျွမ်းကျင်မှု Zavria မှာလည်းကိုယ်ရေးစရာမလိုဘူး။မိတ်မှာလည်း virtual ကြည့်ပြီးလုပ်နိုင်တယ်။လည်းလက်ပေါ့။animation မှာကျတော့နည်းပညာအခြေခံရှိဖို့လိုတဲ့ power user ဖြစ်ဖို့ဥပမာကုန်ကျစရိတ်ပြချက်ပုံဥပမာကျွန်တော်ကြည့်အောင်တစ်လကိုအကျိန်900ပတ်ပြေးမဲ့အဆင့်10ခုပါတဲ့ workflow တစ်ခုပါ Zavria ကိုသုံးနေဆိုရင် task ပေါင်း9000ဖြစ်သွားပြီတစ်လကို$300ကျော်ပေးရမယ်ကြည့်ရလဲရောက်သွားပါလိမ့်မယ်ဒါပေမဲ့
and မှာဆိုရင်တော့9000အဆင့်တိုင်းဖြစ်တဲ့အပြင် set hosting ကိုယ်ဝန်စာပါနဲ့တော့ရင်လုံးဝ free အဲ့ဒါကတော်တော်လေးကိုမိုက်တယ်ဗျာ Animation ကိုဘာကြောင့်သဘောကျလဲမှာဗျာဒါဆိုဈေးနှုန်းမြင် Animation ကဘာတွေထူးခြားသလဲကျွန်တော်တွေ့ရှိတဲ့အချက်၅ချက်တော့ပြောပြမယ်ပထမချက်ကပါလဲဆိုတော့ program ဖြစ်ဆံလို့ drag and drop ဆွဲပြီးစိတ်ချင်းစီကိုလက်စီနဲ့မြင်လာအောင်လည်းပူချစ်ဆက်နိုင်တယ်။နောက်တစ်ချက်ကကျွန်တော်နေတိုင်းသုံးတဲ့ Gmail, Slack, Google Sheet, Database နဲ့ CRM2 ရာပေါင်းများစွာကိုသင်ချိတ်ဆက်ပြီးသားပါဝင်ပါတယ်။နောက်နံပါတ်3က AI kit အတွက်အသင့်တော်ဆုံးဒါAnimation ရဲ့အမိုက်ဆုံးချက်ပဲ။သူက AI kit အတွက်တည်တဲ့ဒီဇိုင်းထုတ်ထားတယ်လို့မျိုးchain နည်းပညာတွေပါဝင်လို့G4 ဒါမှမဟုတ် Gemini ဒါမှမဟုတ် Open Router ချိန်ပြီးလုပ်ငန်းအတွက် intelligent AI agent ကိုစိတ်ချက်နေလိုက်ပါတယ်။နောက်နံပါတ်၄ချက်ကသူများ cloud ပေါ်မှာပဲတင်ထားမယ်ဆိုပြီးတော့ကန့်သတ်ထားတာမရှိဘူး။ community edition လုပ်ပြီးကိုယ်ပိုင် server မှာလုံးဝ free တင်သုံးမလားဒါမှမဟုတ်ပိုပြီးစိတ်ချအောင် cloud ကိုသုံးမလားစိတ်ကြရွေးချယ်လို့ရတယ်။နောက်နံပါတ်5ချက်က open source သူက open source ဖြစ်တဲ့အတွက်ဒီ workflow တွေ data တွေကအပိုင်ပေါ့ပိုင်ဖြစ်တယ်မရှိသေးတဲ့ note တွေရှိရင်တော့ဒါကိုရေးပြီးပေါ့ဒီနဲ့ဖြစ်စ create လုပ်လို့ရတယ်ဟုတ်ပြီကျွန်တော်တို့ဒီတော့ကြားတဲ့ချက်တွေတော့ပြောပြီးပြီတော့ကြားတဲ့ချက်တွေကပါဖြစ်တယ်Animationဘယ်သူတွေနဲ့မကိုက်ညီဘူးညတအောင်ပြောရရင်တော့ Animation ကအားလုံးအတွက်တော့မဟုတ်ပါဘူးကြည့်၍သင်ဟာနည်းပညာပိုင်းလောကအခက်မရှိဘူးဝါခုဆိုတော့ဘာမှမသိဘူးအနှစ်ခုစက္ကန့်အတွင်းလဲခုချိန်ရုံပဲဆိုရင်တော့အပေါင်းproduct ကျော်ရှိတဲ့ Zapier ကတဲ့အတွက်ကောင်းလို့ဖြစ်နေတော့ပါမယ်ဒီလေးဆိုင်ကလေ့လာရမယ် land gap နည်းငယ်ရှိတော့ကိုယ်ပိုင်စာပါနဲ့သုံးမယ်ဆိုရင်စာပါပိုင်းကိုလည်းကိုယ်လည်းပြင်ရမှာရှိတယ်ဒါပေမဲ့အကယ်၍ကိုယ့်ရဲ့ data privacy ကိုပြေဝထိန်းချုပ်ခြင်းနဲ့ရှုပ်ထွေးတဲ့ logic တွေနဲ့ AI စနစ်တွေကိုဖြည့်ဆည်းခြင်းနဲ့လုပ်ငန်းကြီးထွားလာရင်လည်းပိုက်ဆံများပြီးပုံနေမှုဆိုရင်တော့ Animation ကလုံးဝ game ကိုပြောင်းလဲပေးမဲ့ထူးဖြစ်ပါတယ် Animation ကိုစံတော်ဘူးပြီလားဒါမှမဟုတ်ခုဒီ Zapier မှာပဲပတ်စံနဲ့အများကြီးပေးနေရတော့လားအောက်က comment မှာဆွေးနွေးကြကြပါဦးခုလို automation နည်းပညာတွေကြောင်းဆက်ကြည့်ဖို့ video ကို like and subscribe လုပ်ထားဖို့မေ့ပါနဲ့နောက် video မှာဆက်ပြီးပြန်တွေ့ပါမယ်